2023 December 6 ရက်နေ့ကတည်ပြုခဲ့တဲ့ Chinland Council ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့သဘောထားအမြင်ကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ဒီ Chinland Council ရဲ့ Constitution နဲ့ပတ်သက်လို့ဒီ CNF ဦးဆောင်ပြီးတော့ရေးဆွဲခြင်းနဲ့အတည်ပြုခြင်းကိုကျွန်တော်ကြားသိရပါတယ်။ကျွန်တော်ဒီ Chinland Constitution ဟာပြုလုပ်ဦးဆောင်တဲ့ CNF ကိုနဲ့အချင်းပြည်နယ်တပြည်နယ်လုံးကိုစားပြုခြင်းမရှိတဲ့အဖွဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တယ်လို့အဓိကဖြင့်ဟာခါနဲ့ထန်တလန်ကိုစားပြုတဲ့လက်နက်ကိုင်အဖွဲ့ချုပ်လို့ကျွန်တော်တို့သိရခြင်းဖြစ်ပါတယ်။အကြောင်းဒီချင်းလင်းကောင်စီဟာဒီချင်းပြည်နယ်မှာမြည်သေးနေထိုင်ကြတဲ့လူမျိုးနွယ်စုများကိုစားမပြုတ်တယ်လို့အထူးသဖြင့်ကျွန်တော်တို့ဇုံမီဒီတာဖြစ်တဲ့တီတီသုံးဆောင်ချီခါမြို့နယ်ဒီမှာနေထိုင်တဲ့ကျွန်တော်ဇုံမီပြည်သူပြည်သားတွေကိုပူစားမပြုတ်ကြောင်းကိုလည်းကျွန်တော်သဘောထားထုတ်ပြန်ခြင်းဖြစ်ပါတယ်။အကြောင်းဒီ Constitution တစ်ခုခုကိုပြုလုပ်မယ်ဆိုရင်ကျွန်တော်တို့နေရာဒီတာပြည်နယ်နဲ့နိုင်ငံမှာမြည်သေးနေထိုင်ကြတဲ့လူမျိုးစုများနိုင်ငံရေးပါတီများလက်နက်ကိုင်အဖွဲ့အစည်းများကိုပူစားပြုတ်ပြီးတော့ပူစလေများကိုခေါ်ယူပြီးညှိနှိုက်ပြီးစီဝေးတိုင်ပင်ပြီးတော့တရားရခိုင်နှုန်းအဖြစ်သဘောတူညီမှုမရရှိတဲ့တိုင်အောင်အများစုဒီပါတီစုဖွဲ့တွေလူမျိုးနွယ်စုအသီးသီးရဲ့ပူစားပြုတ်ပူစလေများမဟုတ်ကြောင်းထုတ်ပေါ်ပြောကြားလိုတဲ့အပြင်လူနည်းစုများနဲ့ဖွဲ့စည်းငယ်များရဲ့ပူရေးကိုအကျိုးကိုရှာဖွေခြင်းတဲ့ပုဂ္ဂိုလ်များရဲ့အတည်ပြုခြင်းနဲ့ပါဝင်တက်ရောက်ခြင်းသာလျှင်ဖြစ်ကြောင်းကျွန်တော်ဒီကနေ့ကျွန်တော်ဒီလင်းဖော်ပြလိုပါတယ်။နောက်ပြီးတော့ဒီ CNF ဦးဆောင်ပြီးတော့ချင်းကောင်စီကိုရေးဆွဲအတည်ပြုတဲ့နေရာမှာချင်းပြည်နယ်မှာတစ်ခုလုံးမှာ CNF တစ်ခုတည်းလက်နက်ကိုင်ကိုရှိရမယ်ဆိုတော့ Federal Democracy ကိုဦးတည်နေတဲ့မြန်မာတနိုင်ငံလုံးနဲ့ချင်းပြည်နယ်တပြည်လုံးရဲ့ဦးတည်ရည်မှန်းချက်နဲ့တို့လုံးဝကွဲလွဲသွားတာဖြစ်ပါတယ်။အာဏာရှင်ဆန်ဆန်နဲ့ဒီတစ်ခုလုံးမှာလူမျိုးနွယ်စုအကွဲကွဲအပြားပြားနဲ့ကျွန်တော်ပါတီနဲ့တို့အဖွဲ့အစည်းတွေအများကြီးရှိတဲ့ထဲမှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကပြည်နယ်တစ်ခုလုံးကိုချုပ်ကိုင်ပြီးတော့ Federal ပြည်နယ်တစ်ခုလုံးရဲ့တပ်မတော်ဖြစ်ရမယ်ဆိုတာကျွန်တော်တို့ဒီမိုကရေစီစံချင်းစံညွန်းနဲ့လည်းမငြိကြောင်းကိုကျွန်တော်တို့အဖွဲ့ချုပ်ကနေတင်ပြလိုခြင်းဖြစ်ပါတယ်ကျွန်တော်တို့အရန်မုံတီလာတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတပ်မတော်အစိုးရက25ရာခိုင်နှုန်းကို4ပုံတပုံကိုသူတို့နေရာယူခြင်းဖြစ်ပါတယ်ဒီမှာ Chinland Council ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဘာသွားတွေ့လဲဆိုတော့ဌာနဆိုင်ရာတည်တဲ့လွတ်တော်မှာ33ရာခိုင်နှုန်းထက်ပိုသောနေရာများကို CNF ကယူရမှာကိုကျွန်တော်တို့ oneness ဆိုတွေ့ရှိရပါတယ်အဲကြောင့် Chinland Council ရေးဆွဲတဲ့ Chinland Constitution ဟာကျွန်တော်တို့အရန်မုံတီးလာတဲ့နာကြီးလာတဲ့မြန်မာဒီမိုကရေစီလောကမှာလူတိုင်းကကျွန်တော်တို့နာကျင်ပြီးတော့ခံစားနေရတဲ့ဒီ2008အခြေခံဥပဒေထက်ပူပြီးဆိုးပြီးတော့အာဏာရှင်ဆိုင်ရာကြတာကိုကျွန်တော်တို့ဒီမှာတွေ့ရှိကြောင်းကျွန်တော်တို့သဘောထားထုတ်ပြန်လိုတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ်ပြည်နယ်တစ်ခုပြည်နယ်ပဲဖြစ်ဖြစ်လူမျိုးနွယ်စုတစ်ခုနဲ့တစ်ခုဂျာမမြို့နယ်အချင်းချင်းဆက်နွယ်နေတဲ့အတူတူပေါင်းသင်းနေတဲ့နေထိုင်တဲ့အချိန်မှာကျွန်တော်တို့ဒီမိုကရေစီစံချင်းစံညွှန်းနဲ့လူအခွင့်အရေးကျွန်တော်တို့ရင်ပေါင်တန်းပြီးတော့တန်းတူကြီးတူကျွန်တော်တို့ပေါင်းသင်းနေထိုင်လို့ရအောင်ကျွန်တော်တို့ဒီ Federal Democracy ကြနဲ့ကျွန်တော်တို့ရေးဆွဲနိုင်ဖို့ရန်အတွက်ကျွန်တော်ဒီလူမျိုး Constitution ဒီပြုလုပ်ပြီးရေးဆွဲပြီးအတည်ပြုတဲ့အချိန်မှာကျွန်တော်ကဏ္ဍပေါင်းစုံကနေပါတီနိုင်ငံရေးအတီးတီးပဲဖြစ်ဖြစ်ကျွန်တော်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့လူမျိုးအဖက်ဖက်ကကျွန်တော်ခေါင်းဆောင်များကိုကျွန်တော်ခေါ်ယူပြီးတော့အစည်းအဝေးတိုင်ပင်ပြီးတော့ရေးဆွဲပြီးအတည်ပြုတဲ့နေရာမှာလဲပြည်သူတွေကိုချပြပြီးတော့မှဒါကျွန်တော်ရေးဆွဲရမှာကိုကျွန်တော်နားလည်ကြောင်းကိုလည်းကျွန်တော်ဒီမှာထုတ်ပေါ်ပြောကြားလိုပါတယ်နောက်ဆုံးကျွန်တော်ဒီလူမျိုးအားနဲ့ချက်များစွာရှိတဲ့ Chinland Constitution ကိုအတည်ပြုပြီးတော့ဒီတိုင်းကျင့်သုံးသွားမယ်ဆိုရင်မြန်မာပြည်မှာတုံးလုံးနေရတဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေထက်ပိုဆိုးတယ်လို့ဒီပြည်နယ်မှာနေသေးနေထိုင်ကြတဲ့လူမျိုးနွယ်စုတွေဟာကျွန်တော်စီလုံးချင်းဘက်ကိုဦးတည်မသွားဘဲနဲ့တို့မြို့နယ်တစ်မြို့နယ်နဲ့အကြလူမျိုးနွယ်စုတစ်ခုနဲ့တစ်ခုအကြားမှာရန်ညှိုးထားပြီးတော့တွေးကွဲစီမဲ့ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေသားလင်ဖြစ်ကြောင်းကျွန်တော်ဒီမှာပေါ်လွင်ကျွန်တော်တို့တွေ့မြင်ရခြင်းဖြစ်ပါတယ်။နေကုန်းချောအနေနဲ့ပြောရမယ်ဆိုရင်ဒီလိုမျိုးဒီ Chinland Constitution ဟာကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့စီလုံးညီညွတ်မှုကိုဦးတည်မသွားဘဲနဲ့တွေးခွဲပြီးရန်ညှိုးပွားစီမဲ့ဥပဒေတရားဖြစ်ကြောင်းကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့ဒီလူမျိုးဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြီးအကျဉ်းသုံးသွားမယ်အစိတ်ပင်ကိုရေလောင်းပြီးမြေဩဇာကျွေးတယ်လို့ဖြစ်စီမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားဖြစ်ကြောင်းသဘောထားထုတ်ပြန်လိုပါတယ်